Imawena တောင်တန်းကြီးတွေရဲ့ရင်ခွင်ထဲကဘူတန်နိုင်ငံအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာအထူးခြားဆုံးနဲ့ပဟေလီအဆန်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခံထားရတဲ့ဟိမဝန္တာတောင်တန်းကြီးတွေရဲ့ရင်ခွင်ထဲကဘူတန်နိုင်ငံလေးအကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါဘူတန်လို့ပြောလိုက်ရင်လူတော်တော်များများကတောင်ပေါ်ကဘုံကြီးကျောင်းလေးတွေနဲ့အေးချမ်းတဲ့ရှုခင်းတွေကိုပဲပြေးမြင်ကြမှာပါဒါပေမဲ့ဒီနိုင်ငံလေးရဲ့နောက်ွယ်မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တွေအများကြီးရှိနေပါသေးတယ်။အရင်ဆုံးဘူတန်ရဲ့ထူးခြားတဲ့စိတ်ဓာတ်ကနေစပြောရအောင်ပါ။ကမ္ဘာပေါ်ကတခြားနိုင်ငံတွေဟာသူတို့နိုင်ငံဘယ်လောက်ချမ်းသာတယ်လဲဆိုတာကို GDP လို့ခေါ်တဲ့စီးပွားရေးကိန်းဂဏန်းတွေနဲ့တိုင်းတာပြီးပြိုင်ဆိုင်နေကြချိန်မှာဘူတန်နိုင်ငံကတော့လုံးဝကိုကွဲပြားခြားနားတဲ့လမ်းစဉ်တစ်ခုကိုရွေးချယ်ခဲ့ပါတယ်။အဲ့ဒါကတော့ GNA လို့ခေါ်တဲ့စုစုပေါင်းအမျိုးသားပျော်ရွှင်မှုပါပဲ။သူတို့အတွက်ကတော့ငွေကြေးတနထက်ပြည်သူတွေရဲ့စိတ်ကျန်းမာရေးပတ်ဝန်းကျင်တာယာမှုနဲ့ယဉ်ကျေးမှုထိန်းသိမ်းနိုင်မှုကပိုပြီးအရေးကြီးပါတယ်။ဒါကြောင့်လဲဘူတန်ဟာကမ္ဘာပေါ်မှာစိတ်ဖိစီးမှုအ ਨੇ ဆုံးနဲ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာအမြဲတမ်းထိပ်ဆုံးကပါဝင်နေတာပါ။ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်းဘူတန်ဟာကမ္ဘာ့စံပြနိုင်ငံတစ်ခုပါ။သူတို့ဟာကမ္ဘာပေါ်မှာတစ်ခုတည်းသောကာဗွန်ကင်းစင်နိုင်ငံဖြစ်ပါတယ်။ဆိုလိုတာကသူတို့စီမှာရှိတဲ့တစ်တောတွေကစုပ်ယူတဲ့ကာဗွန်ပမာဏဟာနိုင်ငံကထုတ်လွှတ်တဲ့ကာဗွန်ထက်အများကြီးပိုများနေတာပါ။ဘူတန်ရဲ့ဥပဒေမှာကနိုင်ငံရဲ့မြေဧရိယာအနည်းဆုံး60%ကိုတစ်တောတွေနဲ့အမြဲတမ်းဖုံးလွှမ်းထားရမယ်လို့အခိုင်အမာပြဋ္ဌာန်းထားတာပါ။ဒါကြောင့်လဲတင်ဟာဘူတန်နိုင်ငံထဲကိုခြေချလိုက်တာနဲ့လက်ဆက်လွန်းတဲ့လေထုနဲ့စိမ့်ဆူနေတဲ့တောင်တန်းကြီးတွေကိုတဝါကြီးခံစားရမှာဖြစ်ပါတယ်။ဒါအပြင်ဘူတန်ဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလည်းအသက်ထက်မကတန်ဖိုးထားကြပါတယ်။မြို့ပေါ်မှာတော့မှခေတ်မီအဆောက်အုံတွေစောက်ရင်ရိုးရာမပြောက်ပြက်အောင်စောက်လုပ်ရတယ်လို့အစိုးရရုံးတွေနဲ့ပွဲလန်းသပင်တွေမှာသူတို့ရဲ့ရိုးရာဝတ်စုံတွေကိုမဖြစ်မနေဝတ်ဆင်ကြရပါတယ်။ဒီလိုမျိုးခေတ်ရည်စည်းကြောင်းထဲမှာကို့အမှတ်သားကိုမပြောက်အောင်ထိမ့်သိမ့်နိုင်တာကတကယ်ကိုလေးစားဖို့ကောင်းပါတယ်။လေပတ်စရာနေရာတွေထဲမှာဆိုရင်ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း3000ကျော်ကကြောက်ဆောင်ကြီးပေါ်မှာကပ်ပြီးစောက်ထားတဲ့ကြားတိုက်ဖုံးကြီးကျောင်းဟာကဘာကျော်တဲ့နေရာတစ်ခုပါ။အဲ့ဒီကိုရောက်ဖို့တောင်တက်ရတာပင်ပန်းပေမဲ့အပေါ်ရောက်လို့မြင်ရတဲ့ရှုခင်းကတော့ဘဝမှာဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ဘူတန်လူမျိုးတွေရဲ့အစားအသောက်ယဉ်ကျေးမှုကလည်းထူးခြားပါတယ်။သူတို့ကငရုတ်သီးကိုဟင်းခတ်အမွေးကြိုင်ဖြစ်ပဲသုံးတာမဟုတ်ပဲဟင်းသီးဟင်းရွက်တစ်ခုလိုမျိုးအဓိကသုံးပြီးချက်ကြတာပါ။အထူးသဖြင့်ငရုတ်သီးနဲ့ဒိန်ခဲကိုရောချက်ထားတဲ့ဟင်းဟာသူတို့ရဲ့အမျိုးသားဟင်းလျာဖြစ်ပြီးဆက်လေးနဲ့အရသာရှိလာပါတယ်။နောက်ပြီးသူတို့ရဲ့အမျိုးသားအားကစားဖြစ်တဲ့မြပြပြိုင်ပွဲတွေဆိုရင်လည်းပြစ်မှတ်ကအရန်ဝေးလွန်းလို့တာမန်လူတွေဆိုမြင်အောင်မမြင်ရပေမဲ့သူတို့ကတော့တိတိကျကျပြစ်နိုင်ကြတာဟာအံ့ဩဖို့ကောင်းပါတယ်။အချုပ်ပြောရရင်တော့ဘူတန်ဆိုတာဟာခေတ်မီတိုးတက်မှုတွေနောက်ကိုပဲအယူမှုမလိုက်ပဲကိုယ့်ရဲ့တဘာဝပတ်ဝန်းကျင်ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုဘယ်လိုမျိုးဟန်ချက်ညီညီထိန်းညှိနေထိုင်ရမလဲဆိုတာကိုတစ်ကမ္ဘာလုံးကိုသင်ခန်းစာပေးနေတဲ့နိုင်ငံလေးတစ်ခုပါပဲ။အေးချမ်းမှုနဲ့တဘာဝအလှတရားကိုတကယ်မျက်နှိုးသူတွေအတွက်တော့ဘူတန်ဟာနက်ပြည်တစ်ခုလိုပါပဲခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ